မိတ်ဆွေက Fantasy Premier League ဆော့တဲ့ဂျာကြီးတယောက်လား Game Week တန်းအတွက်ဘာတွေဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားရခက်နေရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါဦးယခုပြောသွားမယ့်ဗီဒီယိုမှာတော့ Game Week တန်းအတွက်တည်တဲ့ head to head အချက်အလက်တွေအသင်းနှစ်သင်းတွေ့ဆုံတဲ့အခါဖြစ်လာတတ်တဲ့ထူးခြားတဲ့ဖြစ်စဉ်တွေပါဝင်မှာဖြစ်ပါတယ်ဒါပြီးရင်တော့ Game Week တန်းအတွက်ကျွန်တော်ရဲ့အသင်းအနေထားပုံမှန်ရွေးချယ်တင်ဆက်ပေးနေတဲ့ target feature တွေနဲ့ free hit တင်ဒါတွေကိုပါပြောသားပေးမှာပါပထမဆုံးကတော့ကျွန်တော်ရဲ့ game week 9 review နေပါဆိုတော့ intro လေးပြီးသွားရင်စလိုက်ကြပါမယ်ပထမဆုံးပြောရမှာကတော့ခန်းစစ်ပိုင်းကကစားသမား3ယောက် clean sheet ရခဲ့ပါတယ်စပါးကိုသမား Vicario ဘုံမောက်က Sanesi အာဆနယ်က Gabriel တို့ပါဒီတစ်ပတ်မှာဂိုးတွေသွင်းပြီးအမှတ်တွေရှယ်ချမ်းခဲ့တဲ့လီဂါရိုနိုနဲ့စပါကဗန်ဒီဗန်တို့တော့ကျွန်တော်အသင်းမှာမရှိပါဘူး။ကွင်းထဲမှာတော့အခုထိရွေးချယ်မှုမှားနေသေးဖြစ်ပြီးတော့ easy နဲ့ကပိုမှာအရန်ခုံထိုင်ရတဲ့ easy ကဟောသွားခဲ့ပါတယ်။ကပတိန်စီမန်ညိုကလည်း3မှတ်ပဲရခဲ့ပြီးတော့အမြဲတမ်း attacking return ရှာပေးနေတဲ့ဟာလန်နဲ့ပလန်ပါတယ်။ဒါပေမဲ့အခြား popular player ကစားသမားတော်တော်များများဘလန်တော့ဒီတစ်ပတ် average အမှတ်က46မှတ်ပဲရှိပါတယ်ကျွန်တော်ကတော့58မှတ်ပြန်ရခဲ့ပါတယ် run အနေနဲ့တဖြည်းဖြည်းတက်လာတော့ကျေနပ်စရာပါပဲဒါကတော့ game week 10အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့ line up အနေထားပါဒီတစ်ခေါက်တော့အရန်ခုံကို Chelsea က2မှတ်တန်တိုက်စစ်မှုပရိုကိုပို့မယ်လို့စဉ်းစားထားပါတယ်အကယ်၍များ free transfer နှစ်ခုလုံးသုံးမယ်ဆိုရင်တော့သူ့ကိုရောင်းရင်လည်းရောင်းပြမှာပါဒီတစ်ခါတော့ကွင်းနယ်ကအမ်ပူမို easy စမန်ညိုဂဘိုတို့နေရောက်လုံးကို line up ထည့်ထားမှာဖြစ်ပြီးတော့ကိုသမားကိုတော့ Brentford နဲ့တွေ့မဲ့ Crystal Palace အသင်းရဲ့ကိုသမား Henderson ကိုပဲပွဲထုတ်ထားပါတယ်ကပတိန်ကတော့ဒီတစ်ပတ် save ကပတိန်လို့ပြောရမယ်ဟာလန်ကိုရော Man City နဲ့တွေ့မဲ့စမန်ညို Nottingham Forest နဲ့တွေ့မဲ့အမ်ပူမိုဘန်နီနဲ့တွေ့မဲ့ easy ဒီနေရောက်လုံးကိုကြိုက်နေပါတယ်ဒါပေမဲ့ဟာလန်ကလွှဲရင်တော့ဂျန်နာရီကဝေးကွင်းပွဲစဉ်နေပါဒီတော့ပက်ထရိုဒရက်အခုချိန်မှာအစားထိုးလို့ကောင်းတဲ့တိုက်စစ်မှု3ယောက်ကိုကျွန်တော်ကစောင့်ကြည့်ထားပါတယ်နေရင်လည်းဒီ3ယောက်ထဲကပဲနေမှာပါဆိုတော့ဘယ်သူတွေနဲ့ကြည့်လိုက်ပါအောင်ပထမဆုံးတစ်ယောက်ကတော့ Crystal Palace အသင်းရဲ့တိုက်စစ်မှုမာတီတာပါနောက်ဆုံးကစားရတဲ့3ပွဲမှာတော့ attacking return အနေနဲ့စုစုပေါင်း21မှတ်အထိရတာပါတယ်။ဒါပေမဲ့ game week 8မှာဘုံမောက်ကို hat trick သွင်းနိုင်ခဲ့လို့18မှတ်အထိရခဲ့တာပါ။သူ့ရဲ့အားနည်းချက်ကတော့တပွဲရတဲ့ XG တွေ big chance တွေကိုသွင်းကိုအဖြစ်ပြောင်းလဲနိုင်စွမ်းနေတာပါ။နောက်လာမဲ့9ပွဲကိုလည်းကြည့်နိုင်ရင်တော့အဆင်ပြေတယ်ထင်ရပေမဲ့ကိုးစင်းဖို့ကတော့ attacking return ရဖို့ကတော့50-50ပါပဲ။လောလောဆယ်ဖောင်ကောင်းနေတဲ့ကစားသမားတစ်ယောက်ပါနောက်ထပ်တစ်ယောက်ကတော့နယူကာဆယ်အသင်းရဲ့တိုက်စစ်မှုကိုလောရှိလို့ပြောရမယ်ဝေါ်ဒါမာတီပါနောက်ဆုံးကစားရတဲ့3ပွဲမှာတော့ attacking return အနေနဲ့စုစုပေါင်း16မှတ်အထိရထားပါတယ်ဒါပေမဲ့သူက game week 4မှာနယူကာဆယ်အသင်းနဲ့စတင်ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်ထိတော့ game week 5နဲ့ game week 9နှစ်ပတ်ပဲပလန်ပါသေးတယ်ကျန်တဲ့အပတ်တွေမှာအကုန်လုံး return တွေရထားတာပါသူ့ရဲ့အားနည်းချက်လို့ပြောရမှာကတော့နောက်နာမဲ့9ပွဲမှာ Man City, Everton, Spurs တို့လိုခံစစ်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရမှာပါဆိုတော့နောက်ဆုံးတစ်ယောက်ပါနောက်ဆုံးတစ်ယောက်ကတော့တန်းစင်းဆောင်နဲ့ရုန်းကန်နေရတဲ့ဝက်ဆန်အသင်းရဲ့ဂိုးသွင်းပြီးရင်ပိုဝင်ပါဝက်ဆန်အသင်းကတော့ဒီရာသီမှာကစားထားတဲ့ Premier League ပွဲစဉ်9ပွဲမှာတပွဲနိုင်တပွဲသိရကြပြီးတော့9ပွဲအထိရှုံးလာတာပါဒါပေမဲ့ Fantasy Premier League ရဲ့ attacking return အရာအများဆုံးကစားသမားတိုက်စစ်မှုစရင်မှာတော့ဘိုဝင်ကလက်မှတ်4မှာရှိပါတယ်သူ့ရဲ့ပုံမှာဟာလန်တီယာကိုနဲ့ဂျာအိုဘရိုလိုပဲရှိတာပါနယူကာဆယ်တိုက်စစ်မှုဝေါ်ဒါမာဒီနဲ့အတူတူပဲသူလည်းလောက်နာမဲ့9ပွဲမှာဘန်ဒီနဲ့တွေ့မဲ့တပွဲပဲခြောင်ပါတယ်ဒါတော့သတိပြုရပါမယ်ဒီတော့အခုပြောသားတဲ့တိုက်စစ်မှု3ယောက်ကလက်ရှိအချိန်မှာ Chelsea ရဲ့2မှတ်တန်တိုက်စစ်မှုဘရိုဒရက်အစားထိုးလို့ကောင်းတဲ့ကစားသမားတွေပါဈေးတန်းနဲ့တူတူနောက်ပါပဲဒါပေမဲ့တခုသတိထားရမှာက Chelsea အသင်းရဲ့တိုက်စစ်မှုဘရိုကဒီလာမဲ့9ပွဲမှာ Wolves, Burnley, လီတို့လို
ခံစစ်ဆိုးတဲ့အသင်းတွေနဲ့ကစားရဖို့ရှိပါတယ်ဆိုတော့ဒီကစားသမားကိုရောင်းမလားမရောင်းလားကတော့ဆရာတို့ရဲ့သဘောပါပဲဒီတော့နောက်တစ်ပိုင်းကိုတော့ပါမယ်နောက်တစ်ပိုင်းကတော့ပုံမှန်တင်ဆက်ပေးနေကြ target fisher ဖြစ်ပါတယ်ပထမဆုံးပွဲစဉ်ကတော့ဘန်ဒီအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာဒီနေရာမှာထူးခြားချက်လို့ပြောရမလားတစ်ဖက်သက်ဆန်တယ်ပဲပြောရမလားတွေးဆမှုတိုင်းရဲ့86ရာခိုင်နှုန်းကျော်လောက်ကအာဆင်နယ်အသင်းကပဲအနိုင်ရခဲ့တာပါအိမ်ဝင်အဝေးကွင်းအကုန်ပါပါတယ်ဆိုတော့ကြံတဲ့ပွဲစဉ်တွေမှာတော့ဘန်လီကတပွဲနိုင်3ပွဲတည်ကြအောင်စမ်းဆောင်ထားနိုင်ပါတယ်ဒီတည်ပွဲ3ပွဲတွေက2ပွဲကတော့ဘန်လီအသင်းရဲ့အိမ်ဝင်မှာပါဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ဘန်လီအသင်းရဲ့အိမ်ဝင်မှာတော့အာဆင်နယ်အသင်းကပဲ9ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ရဲ့အချက်တော်ဆာကာက2ဂိုးသွင်းနိုင်ခဲ့ပြီး fantasy point အနေနဲ့15မှတ်အထိရခဲ့ပါတယ်အခုခြေစွမ်းအရကြည့်ရင်လည်းဘန်ဒီအသင်းကသွင်းကိုရဖို့တော်တော်လေးခက်တာကြောင့်အာဆင်နယ်ခံစစ်ကစားသမားတွေအတွက်လွယ်လွယ်ကူကူကလင်းရှိရသွားမယ့်ပွဲလို့တော့ထင်ပါတယ်ဒါပေမဲ့ DCB return ရဖို့တော့နည်းနည်းခက်ပါတယ်တချို့ဂျာကြီးတွေဆိုရင်တော့အသင်းမှာအာဆင်နယ်ကိုသမားရာရောခံစစ်ကစားသမားဂါဘရီယယ်ရောရှိတာကြောင့်ဒီပွဲမှာအာဆင်နယ်အသင်းကလင်းရှိတာရသွားခဲ့ရင်တော့အမှတ်တော်တော်များသွားမှာပါဘန်ဒီအသင်းဘက်ကကြည့်ရင်တော့ဒီရာသီစကတည်းကစပါမန်ယူလီဗာပူးမန်စီးတီးတို့နဲ့စတိုက်တွေ့ခဲ့ရပြီးတော့ဒီ၄ပွဲမှာသွင်းကို3ဂိုးတော့ပြန်ရထားနိုင်ပါတယ်ဒီတဲသွင်းကို3ဂိုးတွေကမှ2ဂိုးကအန်တိုနီရခဲ့တာပါဒီတော့အနိုင်သေးကြနေတဲ့အာဆင်နယ်အသင်းကပဲကလင်းရှိနဲ့နိုင်သွားမလားပေးကိုခွင့်ပြုရပြီးတော့ပဲနိုင်သွားမလားကြည့်ရပါမယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကအာဆင်နယ်တိုက်စစ်မှုယောဂရက်အတွင်းကိုရနိုင်မယ်လို့တော့ထင်နေပါတယ်နောက်ထပ်အမှတ်ရနိုင်မယ့်ကစားသမားတွေကတော့ဂါဘရီယယ်ဆာကာအီဇီတို့တော့ထင်နေပါတယ်ဒီတော့နောက်ထပ်တစ်ပွဲပါနောက်ထပ်တစ်ပွဲကတော့ခရစ္စတယ်ဘဲနေအသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာလည်းထူးခြားတဲ့အချက်2ချက်တွေ့ရပါတယ်ပထမဆုံးအချက်ကတော့ဒီနှစ်သင်းရဲ့ပရီးမီးယားလိမှာစုစုပေါင်းထိပ်တိုက်တွေ့ဆုံမှု8ကြိမ်မှာ9ပွဲကတည်ရနက်နဲ့ပွဲပြီးခဲ့တာပါ11CC 11CC ဒီလိုမျိုးရနက်တွေနဲ့ပဲတည်ရနက်ထွက်ခဲ့တာပါဆိုတော့ဒီပွဲမှာလည်းဒီလိုမျိုးတည်ရနက်ထွက်လာမလားစိတ်ဝင်စားသေးရပါပဲနောက်ထပ်တစ်ချက်ကတော့9ပွဲတည်ကြပြီးကျန်တဲ့3ပွဲမှာခရစ္စတယ်ဘဲနေအသင်းကတစ်ကြိမ်သာအနိုင်ရလာပြီးတော့ဘရန်ဖို့အသင်းက2ကြိမ်အနိုင်ရလာပါတယ်ဒီတော့ခရစ္စတယ်ဘဲနေတို့အသင်းမျိုးအတွက်ဘရန်ဖို့ကစားရခက်တဲ့ပြိုင်ဘက်ဖြစ်နေတာလားကျွန်တော်အမြင်ရတော့ဒီပွဲနဲ့အကျိတ်နဲ့ရှင်ပြိုင်ပြီးတော့တကူတကူတရေရနဲ့ထွက်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်အဓိကကတော့ဒီပွဲမှာခံစစ်ကစားသမားတွေကိုကြိုက်နေပါတယ်ခရစ္စတယ်ဘဲနေအသင်းကလက်ခရော့စ်ဂူဟီရစ်ချက်ဒါတွေက DCB return ရနိုင်ခြေအများဆုံးကစားသမားတွေဖြစ်ပြီးတော့ဘရန်ဖို့မှာဆိုရင်တော့ဗန်ဒါဗန်ကောလင်တို့ရှိပါတယ်တိုက်စစ်ပိုင်းမှာဆိုရင်တော့လက်ရှိအချိန်မှာလည်းခြေစမ်းပြထားပြီးတော့စောင့်ကြည့်တဲ့ကစားသမားတွေဖြစ်တဲ့ခရစ္စတယ်ဘဲနေအသင်းကဆိုရင်စားနဲ့မာတီတာတို့ရှိပါတယ်ဘရန်ဖို့အသင်းကဆိုရင်တော့ဒန်ကိုနဲ့တိုက်စစ်မှုတီယာကိုတို့ရှိပါတယ်ကျွန်တော်ကကလင်းရှိရမယ့်အသင်းဆိုရင်တော့ခရစ္စတယ်ဘဲနေအသင်းကိုပို့ပြီးတော့ကြိုက်ပါတယ်ဒီတော့တတိယမြောက်ပွဲစဉ်မှာတတိယမြောက်ပွဲစဉ်အနေနဲ့ကတော့ကျွန်တော်ကလီဗာပူးအသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ထားပါတယ်၄ပွဲဆက်နိုင်ထားတဲ့အသင်းနဲ့၄ပွဲဆက်ရှုံးထားတဲ့အသင်းတို့ဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပရီးမီးယားလိမှာအင်ရှင်လီဗာပူးက၄ပွဲဆက်ရှုံးထားတာဖြစ်ပြီးတော့ဧည့်သည်အက်စတွန်ဗီလာအသင်းကတော့၄ပွဲဆက်နိုင်ထားတာပါဒီအက်စတွန်ဗီလာအသင်းရဲ့၄ပွဲဆက်အနိုင်မှာတော့စပါမန်စီးတီးတို့လိုအသင်းတွေနဲ့ပါနေပါတယ်ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်တော့လီဗာပူးအသင်းကလုံးဝအသာစီးယူထားတာတွေ့ရမှာပါအန်ဖီမှာကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာလီဗာပူးအသင်းကပဲ6ပွဲနိုင်ပြီးတော့တပွဲတည်ရကြထားပါတယ်ဒီပွဲစဉ်အတွက်ကျွန်တော်ရဲ့အမြင်ကတော့၄ပွဲဆက်နိုင်ထားတဲ့ဗီနာအသင်း9ပွဲဆက်နေမှုရပ်တန့်သွားမယ်လို့ထင်ပါတယ်နှစ်သင်းလုံးသွင်းကိုရဖို့ခက်နိုင်ပြီးတော့ကနင်းရှိရမယ့်အသင်းဆိုရင်တော့လီဗာပူးကိုပို့ပြီးတော့ကြိုက်ပါတယ်ဂျာဟီတို့အတွက်သဘောကျစရာအချက်ကတော့မှနှစ်ကဗီနာနဲ့တွေ့ခဲ့တဲ့အိမ်ကွင်းအဝေးကွင်းနှစ်ကြော့စလုံးမှာလီဗာပူးအသင်းကသွင်းကို၄ဂိုးရခဲ့ပါတယ်ဒီသွင်းကို၄ဂိုးမှာဆာလက်ရဲ့ပါဝင်ပတ်သက်မှုက2ဂိုးသွင်း2ဂိုးဖန်တီးပေးတာဖြစ်ပါတယ်
ဆိုတော့ဆာလက်ကအက်စတွန်ဗီလာနဲ့တွေ့တိုင်းဂိုးမြူတတ်တဲ့အကျင့်တော်ရှိပါတယ် DCB return ရနိုင်တဲ့ကစားသမားတွေအနေနဲ့ကတော့လီဗာပူးမှာဆိုရင် Virgil van Dijk နဲ့ Aston Villa အသင်းကခံစစ်ကစားသမားကွန်ဆာတို့ကိုသဘောကျပါတယ်နောက်ထပ် Aston Villa အသင်းရဲ့ခံစစ်ကစားသမား Cash ကိုနဲ့စောင့်ကြည့်တင်ပါတယ်နောက်တစ်လုံးမှာတော့သူကခြေစွမ်းပြဂိုးတွေသွင်းလာတာပါရေရှည်အတွက်တော့အဆင်မပြေနိုင်ပေမဲ့ Aston Villa အသင်းရဲ့ပွဲစဉ်ခြောင်သွားတဲ့အချိန်ဒီမျိုးမှာဆိုရင်တော့ဒီကစားသမားကိုခေါ်ဖို့စောင့်ကြည့်တင်တာပါဒီတော့ဒါကကျွန်တော် game week တန်းအတွက်ကြိုက်နေတဲ့ target fisher ပွဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ပိုင်းကိုသွားကြပါမယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ free hit အသင်းတွေပါပထမဆုံးတော့ free hit အသင်းတွေရဲ့ record ကိုတစ်ချက်ကြည့်လိုက်ပါမယ်အရင်တစ်ပတ်အတွက်ကတော့ကံမကောင်းခဲ့ပဲနဲ့ average အောက်ကိုတော်တော်လေးရောက်ခဲ့ပြီးတော့36မှတ်ပဲပြန်ရခဲ့ပါတယ်ဒီတစ်ပတ်အတွက်ကတော့ formation ပြန်ချိန်ထားပြီးတော့4-4-2ကစားကွက်နဲ့ပဲကစားသမားတွေကိုရွေးချယ်ထားပါတယ်ဒီတစ်ပတ်အတွက်ကတော့အဓိကအနေနဲ့ဘန်နီနဲ့တွင်းမဲ့အာဆင်နယ်အသင်းကကစားသမား3ယောက်နဲ့စပါးနဲ့တွင်းမဲ့ချယ်ဆီအသင်းကကစားသမား2ယောက်တို့ကိုခေါ်ထားပါတယ်ဒါပြီးရင်တော့ပုံမှန်ရွေးချယ်နေကြနယူကာဆယ်ကိုသမားနစ်ပုတ်ဘုံမောက်ကွင်းတဲ့ကစားသမားစမန်ညိုမန်စီးတီးအသင်းရဲ့တိုက်စစ်မှုဟာလန်တို့ကိုပဲရွေးချယ်ထားပါတယ်ဒီတစ်ပတ်အတွက်ကပတိန်ကတော့ဘန်နီနဲ့တွင်းမဲ့အာဆင်နယ်ရဲ့ချစ်တော်ငရုတ်သီးနေစာကာပါဆိုတော့အာဆင်နယ်ထရိုင်ယွန်နဲ့ဒီတစ်ပတ် free hit အသင်းတွေကအမှတ်များများရနိုင်ပါသည်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်ဒီတစ်ပတ် game week တန်းမှာလည်းအမှတ်တွေရကြနိုင်ပါစေကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးရင်နှိပ်သွားကြပါအောင်ကျေးဇူးပါ